Good morning ပါဗီဒီယိုတွေလည်းမတင်တာကြပြီเนาะဗီဒီယိုတွေမတင်တာကြလို့မေ့နေကြပြီလားမမေ့ရအောင်เนาะကဲဒါဆိုရင်စကားတွေပြောရင်းနဲ့ရှမ်းတို့ဘူးတွေတူတူချက်ရရအောင်တုံကတော့3ယောက်စာချက်မှာဖြစ်လို့စက်သား20သားခန့်သုံးထားပေးပါရရှင်စက်သားထဲကိုနနွင်းမုံစာအချိုမုံတရုတ်မဆလာငံပြရည်တို့ထည့်ပါမယ်ရှင်အချိုမုံမစားရတဲ့သူကတော့ဒီနေရာမှာအခြားအစားထိုးအမုတ်ကိုသုံးနိုင်ပါတယ်။ပြီးရင်တမအောင်မွေပြီး15မိနစ်ခန့်ထားရပေးပါမယ်ရှင်။ချက်သားချက်ဖို့အတွက်ခရမ်းကျင်သီးနဲ့တက်တုံပြူမျိုးကိုလည်းပြင်ဆင်ထားပေးပါမယ်။ဒီဟာကတော့စီချက်တက်ဖို့အတွက်ပါ။တုံကစီချက်ကိုတိတိလေးကြိုက်တာမို့လို့တိတိလေးတွေယူပါမယ်ရှင်။ဒီလောက်နေရထားဆိုရင်တုံအတွက်အဆင်ပြေပါပြီ။ကဲတို့ဖူကျိုးအတွက်ပြင်ဆင်ရအောင်။တို့ဖူတစ်ခွက်တုံးထားပါရဲ့။အယောင်လာဖို့အတွက်နနွင်းမှုလည်းထည့်ပါမယ်။ပြီးရင်တော့ရေ3ခွက်ထည့်ပြီးတော့မွေပေးပါမယ်။မွေရင်းနဲ့ထွက်လာတဲ့အမြုပ်လေးတွေကိုကတ်ထုတ်ပေးပါမယ်ရှင်။ပြီးရင်ခဏထားပါမယ်နော်။အော်ဒါနဲ့တို့ဟိုမွေရမှာအသုံးပြုတာကရေအေးနော်။ရေအေးနဲ့မွေရမှာနော်။ကဲဒါဆိုရင်စီချက်စားလုပ်ကြမယ်။စီပူအောင်စားမယ်။စီပူလာရင်တော့စီချက်အတွက်ပြုလုပ်ထားတဲ့စက်တုံဖြူလေးတွေကိုထည့်ပါမယ်ရှင်။ချက်တုံဖြူလေးတွေရွှေဝါရောင်တန်းလာပြီဆိုရင်တော့စီချက်ကရပါပြီရှင်ငရုတ်တီမုတ်ထဲကိုပူနေတဲ့စီကိုထည့်လိုက်ပါမယ်။အဲဆိုရင်တော့ရှမ်းတို့ပူနွေးနဲ့တွေ့စားမယ်အဆက်ရပါပြီရှင်။ကဲချက်တာချက်ကြမယ်နော်။ချက်တော့ဖြူလေးစီတက်ပါမယ်။မြုပ်ဒီအယောင်တင်မုတ်တစုံထည့်ပါမယ်မြုပ်ဒီချက်သွားပြီဆိုရင်တော့ခရမ်းချင်ပြီးထည့်ပါမယ်ပြီးရင်တော့15မိနစ်ကြာနှက်ထားတဲ့ချက်သားထည့်ပါမယ်ရှင်ရေအငယ်ငယ်ထည့်ပြီးတော့မွေထားပေးပါမယ်ရှင်ဒီလောက်အနေထားလောက်ဆိုရင်တော့စက်သားဟင်းကရပါပြီစက်သားဟင်းလည်းရပြီစီချက်လည်းရပြီအဆက်လည်းရပြီဆိုရင်တော့တော်တော်ဆုံးနေပြီနော်တုံကတော့ရှိတဲ့ခောက်ဆွဲလေးနဲ့ပဲလုပ်ထားပါတယ်
ဆွဲကဒီအနေထားလောက်ဆိုရင်အဆင်ပြေပါလိမ့်ရှင်ခောက်ဆွဲရရပြီဆိုတော့တုပ်ဘူးကျူကြမယ်တုပ်ဘူးကျူတဲ့နေရာမှာတုပ်ဘူးကိုအိုးမကတ်အောင်အမြဲတမ်းမွေပေးရပါမယ်ရှင်တုပ်ဘူးလေးဖတ်ချင်တဲ့အနေထားလောက်ပြစ်လာရင်တော့ချလို့ရပြီနော်ပဲအစိမ်းမုံအနှံ့ကြအောင်လဲကျူပေးနော်ဒါတွေကတော့ရှမ်းတုပ်ဘူးနဲ့ပြုလုပ်ရန်အတွက်လိုအပ်တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ကဲဒါဆိုရင်တုပ်ဘူးလေးစတင်လိုက်ရအောင်ပြင်းပြရည်လေးကိုလည်းအစင်ပြေလို့ထည့်ပေးပါလိမ့်ရှင်။ကဲဒါဆိုရင်တော့မြေပြန့်တူလေးလုပ်တဲ့ရှမ်းတုပ်ပုံလေးရပါပြီ။ရှမ်းတုပ်ပုံလေးကိုအလွယ်ချက်ပြထားပေးရဖြစ်တဲ့အတွက်အားလုံးလည်းလွယ်လွယ်လေးနဲ့လိုက်လုပ်စားကြည့်လို့အဆင်ပြေကြပါစေရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။တတ်တာ။